ဒီမှာ brother တယောက်နေပြီးတော့ကျွန်တော်မိထားရပေါ့ record ရင်ထစ်တာဘာလို့လဲပြီး record လုပ်ရင်မထစ်အောင်ဘယ်လိုလုပ်အောင်လဲဆိုတော့ okay so record လုပ်ရင်မထစ်အောင်ကျွန်တော်နည်းလမ်းတစ်ခုပြပြပေးမယ်ပြီး record လုပ်ရင်ထစ်တာကျတော့ကျွန်တော်ဒီ Android phone တော်တော်များများမှာတော့ဖြစ်တယ်ပေါ့နော်ဆိုတော့နည်းလမ်းတစ်ခုမှာပထမဆုံးနည်းလမ်းကတော့ကျွန်တော်ဒီမှာ recorder စတင်ပေါ့နော်ဒီဘဲဖုန်းကတော့တက္ကနလို့တော့ပြောရဲဒါပေမဲ့ကျွန်တော်မှတက္ကနမရှိဘူးဆိုတော့ကျွန်တော်ဒီ Poco လေးနဲ့ဆန်းပြပေးမယ် recorder စတင်ထဲမှာကျွန်တော်ဒီအဓိကအရေးကြီးတာ frame rate ရယ် video quality ရယ်sorry resolution ရယ်ပေါ့နော်အဲ့ဒီသုံးခုအရေးကြီးတယ်ဆိုတော့ဒီကောင်လေးကိုအမြင့်ဆုံးမှထားမယ်ဆိုရင် brother တို့ဖုန်းကဒါ sport လုပ်ပေးနိုင်တယ်ဆိုရင်တော့ထက်မှာမဟုတ်ဘူးတကယ်လို့ sport မလုပ်ပေးနိုင်ဆိုရင်တော့ပို့ပြီးတော့ထက်လာလိမ့်မယ်ဆိုတော့ဒါတွေကိုအရင်လေးကျွန်တော်ကမထားစီချင်ဘူးဒီ24လို့ဘာလို့ဆိုရင်အဲ့လိုမျိုးကြတော့လည်းမကောင်းတော့ဘူးဗျာကျွန်တော်ပြောချင်တာကဘယ်လိုပြောမလဲဒီ60တို့ဗျာဒီ48တို့ဗျာအဲ့လိုမျိုးထား frame rate ကို video quality ကိုကြတော့လည်း50ဆိုရင်များတယ်လို့ထင်တယ်ဆိုရင်32လောက်ထားဒီကောင်ဆိုလည်းဒီမှာ1064ဆိုရင်များတယ်ဆိုရင်ဒီမှာ800လောက်ပြောင်းထားဗျာအဲ့လိုမျိုးပြောင်းထား record လုပ်ကြည့်အဲ့ဒါဆိုရင်တော့ဒါထက်မှာမဟုတ်တော့ဘူးเนาะပြီးဖုန်းပူတာတော့အတိုင်းအတာတစ်ခုစီချောချပေးလိမ့်မယ်အဲ့ဒါမှအဆင်မပြေဘူးဆိုကျွန်တော်ဒီမှာ Google ထဲမှာဗျာ H recorder ဆိုပြီးဒီမှာရှာလိုက်ပေါ့ဆိုတော့ဒီမှာ H recorder ဆိုတာရှိတယ်ဒီမှာအများကြီးကြာလာလိမ့်မယ် brother တို့နဲ့အဆင်ပြေတဲ့ဟာသုံးပေါ့ဗျာဒီမှာ free link နေလည်းရှိတယ်ဗျာ H recorder တွေဆိုတော့အဲ့ဆိုရင်တော့အဆင်ပြေလိမ့်မယ်ကျွန်တော်ပြီးနောက်တစ်ခုပြောချင်တာကဗျာကျွန်တော်မှာ Telegram channel ရှိတယ်ပေါ့Lian Kishore 2ဆိုတာဆိုတော့ဒီ Telegram channel မှာဆိုရင်ဘာတွေရှိမလဲဆိုတော့ game ကောက်တွေရှိမယ်ဗျာပြောလို့ဆိုရင်ကျွန်တော်ဒီ UC တွေဆိုလဲလုံးဝဈေးတက်တာဆုံးရမယ်ကျွန်တော်ဒီရက်ပိုင်း UC post တော့မတင်ဖြစ်ဘူးဒါပေမဲ့ကျွန်တော်အရင်ကတင်ထားတဲ့ post ကိုကျွန်တော်ချက်ပြပေးမယ် UC ဆိုရင်လုံးဝဗျာဘယ်မှာမှမရနိုင်တဲ့ဈေးလို့တော့ပြောတဲ့ဟာနဲ့ရနိုင်နေမယ် Okay ဆိုတော့ဒီမှာဆိုရင်60ကို4000 325ကို1900 660 39,800ဆိုတော့ဒါကတော့ကျွန်တော်စီမှာရနိုင်တဲ့ဈေးနှုန်းတွေပေါ့နော်ဒီ UC ဈေးကြီးပိုင်းတွေကတော့ဒါဈေးမမှန်ဘူးဒါတော့ပြန်ကျမှာလုံးဝ1000မဟုတ်ရင်2000နီးပါးလောက်ဒါတွေအကုန်လုံးပြန်ကျမှာဗျာဒီအကြီးပိုင်းတွေပေါ့နော်1800လောက်ကနေစပြီးတော့အဲ့ဒါတွေကပြန်ကျမှာဆိုတော့ကျွန်တော်ဒီ Lian Kishore 2ဆိုတဲ့ Telegram channel ကို join ကြပါအောင်ဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်မေးချင်တာရှိရင်မေးခဲ့ပေးပါကျွန်တော် reply ပြန်ပေးပါမယ်အားလုံးပဲbye bye